ဒါဆိုရင်ဆိုတော့သူကနံပါတ် A ကဘာလဲဆိုတော့ number 1က2010ကိုရှာပြီးတော့တဲ့ number 2က5010ကိုရှာပေးပါဒါဆိုရင်ဆရာတော်ကဒါတွေကိုဆရာမရှာရင်ဆရာတော်ဘာလဲဆိုတော့ general series general 10လေးကိုဆရာတော်အရင်ရှာရမယ်ပေါ့ဒါဆိုရင်ဆရာတော်က4ကနေ7ဆိုရင်ဘယ်လောက်တိုးသွားတာလဲအရင်ရှာတာပေါ့အဲ့ဒါဘယ်လောက်တိုးသွားတာလဲဆိုတော့ဘယ်လောက်တိုးသွားတာလဲဆိုတော့ဘယ်လောက်တိုးသွားတာလဲအဲ3 3တိုးသွားတယ်7ကနေ10ဆိုရင်ဘယ်လောက်တိုးသွားလဲ3 3 တိုးသွားတယ်10ကနေ13ဆိုရင်ဘယ်လောက်တိုးသွားလဲဆိုတော့ plus 3 3တိုးသွားတယ်ဒါဆိုရင်ဆရာတော်ကတူညီတဲ့ပမာဏတွေနဲ့ဆရာတော်ဘာမှလဲsame amount of each time တူညီတဲ့ပမာဏတွေနဲ့တူသွားတယ်ပေါ့နော်တူသွားတဲ့ဟာကိုဆရာတော်ဘာလို့ခေါ်လဲတော့geometric arithmetic sequence လို့ခေါ်တယ်နော်အဲ့ဒါဆရာတော်ဒါ series ဒီဟာကြီးကဆရာတော် common difference 3ဖြစ်တယ်ဒါဆိုရင်ဆရာတော်ကသူ့ရဲ့ UN formula ဘာလဲဆိုတော့ UN equal to ဆရာတော်က a plus n minus 1 into and minus 1 okay multiply d အဲ့ဒါဆရာတော်က first term လေးကဘယ်လောက်လဲဆိုတော့4နောက်တစ်ခုက n minus 1 into common difference လေးကဘယ်လောက်ရလဲဆိုတော့7 minus 4ဆိုတော့3ဒါလေးကိုဆရာတော် UN တန်းလေးကိုတွက်ထုတ်လိုက်တယ်ဆရာတော်က3 times n ဆိုတော့ 3n minus 3ပေါ့ဒါဆိုရင်ဆရာတော်က 3n 4 minus 3ဆိုတော့ဘယ်လောက်ရလဲဆိုတော့ plus 1ရတယ်နောက်ပြီးအဲ့ဒါဆရာတော်က UN formula ကဘာလဲဆိုတော့ 3n plus 1ဒါကဘာ formula လေးလဲဆိုတော့ n ကြိမ်မြောက်ကိန်းကိုရှာတာနော်အဲကြိမ်မြောက်ကိန်း UN တန်ဖိုးလေးရပြီဆိုရင်သူရှာခိုင်းတဲ့ U20 ကိုလည်းရှာလို့မရဘူးလားအဲဒါဆိုတော့သူက2010ဆိုတာက20th10ဆိုတာက20ကြိမ်မြောက်ကိန်းကဘာလဲလို့မေးတာအဲဒါဆိုတော့က U20 equal to 3 into ဆိုတော့က n နေရာမှာ20လေးကို substitute လုပ်ပြီးတော့ပေါင်းလိုက်တဲ့ multiply လုပ်ပြီးပေါင်းတဲ့အခါမှာဘယ်လောက်ရလဲဆိုတော့60 plus 1ဆိုတော့61နောက်ပြီးအဲ့ဆိုနံပါတ်2ကဆရာတော်ဘာရှာရမှာလဲဆိုတော့နံပါတ်2က50 10ကိုရှာရမှာပေါ့နော်ငါဆိုရင်ဆရာတော်50 10ဆိုတာကလာ50 th 10ဆိုတာကဘာနဲ့အတူတူပဲလဲဆိုတော့ u50 နဲ့အတူတူပါပဲနော် calculation တွက်တဲ့အခါမှာ50 10လို့မရေးတော့ဆရာတော်ကဘာနဲ့ပဲတော့ short note နဲ့ပဲနော်ဆိုတော့ u50 ဆိုတာက n နေရာမှာ50ကို substitute လုပ်လိုက်တာပေါ့နော်အဲ့ဒါဆရာတော်ကဆရာတော် plus 1အဲ့ဒါ3 times 50ဆိုတော့ဘယ်လောက်ရမှာ150 150 150 plus 150 plus 1ဆိုတော့151ပေါ့ဒါပါပဲရမလားအားလုံးသဘောပေါက်မလားလောက်ဆိုရင်ဟုတ်ပြီအဲ့ဆိုကျွန်တော်နောက် example လေးတစ်ခုပြောပြမယ်နောက် example လေးတစ်ခုကတော့ for the arithmetic series ဒီကောင်ဘာသိတာလဲဆိုတော့ first term သိတယ် last term သိတယ် common difference ဘယ်လောက်လဲဆိုတော့9 minus 5ဆိုတော့ဘယ်လောက်ရလဲ9 minus 5ဆိုတော့4ရတယ်ဒါလည်း30 minus 9ဆိုတော့4ရတယ်ပေါ့နော် 4အဲ့ဒါဆိုတော့ဒါဆိုရင်သူက find the number of 10တဲ့ဒီ5 plus 9 plus and so on 805ဒီကကိန်းလုံးဘယ်နှလုံးရှိလဲလို့ပြောတာ number of 10ကိုမေးတာ number of 10ဆိုတာဒါလေးက less than UN 10လေးကဘာလဲဆို less than လေး less than လေးကဘာနဲ့ညီလဲ UN နဲ့ညီတယ်ပေါ့နော်ဒီကနေမှကိန်းလုံးရေအတွက်ရှာမယ်ဒါဆိုရင် UN formula လေးနဲ့စားသွင်းမယ် UN formula ဘာလဲဆိုတော့ UN formula ဆိုတာ less than နဲ့အတူတူပဲပေါ့အဲ့ဒါဆရာက less a than ဆိုplus ရင်ဆရာက UN formula က a plus m s minus n 1 into d ဟုတ်လား and minus 1 ဟုတ်ပါ multiply d ဒါဆိုရင်ဆရာ number of 10ကိုမေးတယ် UN တန်ဖိုးက less than လေးကဘယ်လောက်နဲ့ညီရလဲဆိုတော့805ပေါ့နော် first term a တန်ဖိုးလေးကဘယ်လောက်လဲဆိုတော့5ပေါ့ plus m minus 1 into common difference လေးကဘယ်လောက်လဲဆိုတော့4ပေါ့ဒါလေးကို simplify လုပ်ရမယ်အဲ့ဒါဆရာက5 plus 4m minus 4ဒါဆိုရင်ဆရာက5 minus 4ဆိုတော့ဘယ်လောက်ရလဲ 4m plus 1ပေါ့အဲ့ဒါဆိုရင်805 plus 1ကိုနားသား side ကို shift လုပ်လိုက်တဲ့အခါမှာဆရာတော့80ဘာရလဲ4ပေါ့ဒါလေးနားလည်လားအဲ့ဒါဆရာက n တန်ဖိုးလိုချင်တယ်ဆိုရင်804 divided by ဆရာက4နဲ့ divide လုပ်လိုက်တော့ဘယ်လောက်ရလဲဆိုတော့201ပါဒါကဆရာတို့ number A လေး number of 10ကိုရှာခိုင်းတာအကယ်၍ဆရာတို့က main ကဆရာတို့ကwisdom of the series ကတဲ့အကယ်၍805ဒီမဟုတ်ဘဲနဲ့ less than လေးက129ထိပေါင်းထားမယ်ဆိုရင်တဲ့မင်းကိန်းလုံးရေအတွက်ဘယ်နှလုံးရှိတာလဲပေါ့ဒါဆိုရင်ဆရာတို့က n10 နေရာမှာ129လေးကို substitute လုပ်ပြီးတော့ n တန်ဖိုးရှာလိုက်တာပါဒါပါပဲအားလုံးသဘောပေါက်လားဒါဆိုရင်ဒါဆိုရင် test stand ပေါ့ test stand ဆိုတာဘာကိုပေးထားရလဲဆိုတော့ U3 ပေါ့ U3 ကဘာနဲ့ညီရလဲဆိုတော့တဲ့20ဖြစ်ပါတယ် U3 လို့ပြောရင်ဆရာတို့ကဘာရလဲဆိုတော့ A plus 2D ပေါ့ဆရာဒီလိုလေးတန်းရေးတာလေးနားလည်လားနော်ဘောဟာဒီ formula တွေ something တော့ U3 ဆိုရင် A plus 2D equal to 20
နောက်တစ်ခုက710ဆိုတော့9ကြိမ်မြောက်ဂိမ်းတီ12ဖြစ်ပါတယ်ဆိုရင်သိကြတယ်ဆရာကဒီကောင်က U7 equal to 12ပေါ့ U7 ဆိုတာကဘာနဲ့ညီလဲဆိုတော့ A plus 6D နဲ့ညီတယ်အဲ့ဒါဆရာက12ဒီလိုလေးအဆင့်ကျော်ရေးတာရမယ်နော်ဒါက equation 1ဒါက equation 2 equation 1နဲ့2ကိုကျေဖို့ဆိုရင်ဘာလုပ်မှာလဲ subtract လုပ်ပေးရပါမယ် equation 1 minus 2ပေါ့အဲ့ဒါဆိုရင်နှုတ်မယ်ဆိုရင်ဆရာလက္ခဏာကဘာဖြစ်မှာ change ဖြစ်သွားမယ်ပေါ့နော်ဒီကောင်က minus ဖြစ်သွားမယ်ဒါဆိုရင် a j ပြီးတော့ d ရဲ့တန်ဖိုးရမယ်ပေါ့နော် d ရဲ့တန်ဖိုးကဘယ်လောက်ရလဲဆိုတော့ minus 4d equal to ဒါက20တဲ့ကနေ12ကို subtract လုပ်လိုက်တော့ဘယ်လောက်ရလဲ d equal to ဆရာတော့ဘာရလဲဆိုတော့ h divided by minus 4ဆိုတော့ d equal to minus 2ပေါ့အဲ့တော့ဒီတန်ဖိုးရတယ်ဆိုရင်ဆရာတို့ကကြိုက်တဲ့ equation မှာစာသွင်းပြီးဘာတန်ဖိုးရှာလို့ရလဲ a တန်ဖိုးရှာလို့ရပါတယ်နော်ဒါပဲနောက်တစ်ခုဆရာတို့ကဆရာတို့20တန်းကိုရှာပေးပါဆိုရင် a တွေ d တွေတန်ဖိုးသိရဆိုရင်20တန်းကိုရှာလို့မရဘူးလား common difference ဆိုတာကဘယ်တွေကဘယ်ကိုနှုတ်တာလဲ U2 တွေကနေ U1 ကိုနှုတ်တာမဟုတ်လား common difference ကိုလို့ဆိုရင် U2 minus U1 ဆိုတော့ minus ဆက်တော့မှာဟုတ်တယ်27 minus 30ဆိုတော့ minus ဘယ်လောက်ရမှာလဲ minus 3ရကဲအဲ့ဆိုဆရာတို့ကပထမဆုံးဆရာတို့က first term လေးကဘယ်လောက်တာ30 plus ဘယ်လောက်လဲ27 plus နောက်တစ်ခုကဆရာဘွားပြန် join ပေးအောင် time limit ပြည့်သွားပြီ